ပွဲမှာကိုယ်စားလှယ်လူကြီးများမှရုပ်ရလက်ဆောင်များဖြင့်ကာရဝဖြစ်ပေးရသွားမှာလက်ကိုရည်ရွယ်လူကြီးရဲ့တက်ကိုတော့ဖြစ်တယ်တရားပွဲနဲ့နောက်ပိုင်းသွားတယ်全权大使马家阁下和各位主宾的莅临，相继我们隆重举行2026马年春节联欢会。非常荣幸，联商会秘书长许正伟先生。မြန်မာတရုတ်ရင်းနှီးမြှုပ်နှံမှု请进于好运。在中国传统文化中跨越即将以身锣响，新春之际。勇敢မှုနဲ့ပြင်ထက်သွင်းခဲ့ပြီးမြန်မာနဲ့တရုတ်နိုင်ငံကြားမျှဝေပြီးပွဲတော်上面联系乡里的社团代表，寄赠新春礼品，表达心意。လူကျူဖေးအထူးလေးကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်မြန်မာနိုင်ငံအနေနဲ့တရုတ်နိုင်ငံရဲ့မူဝါဒကိုယနေ့ထက်တိုင်လက်ခံကျင့်သုံးနေသလိုစစ်မှန်တဲ့မိဘဆက်ဆံရေးအပြန်အလှန်ယုံကြည်မှုနဲ့ရှင်းစွဲဆွေမျိုးပေါက်ပေါ်ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီးနိုင်ငံဆက်ဆံမှုတိုးမြင့်ဆောင်ရွက်ရေးကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုပုံမှန်တိုးမြင့်ရေးအေးတူပူမြတိုင်ဝမ်တည်ဆောက်မှုအရှိန်ဟုန်မြင့်တည်ရေးနဲ့ဒေသတွင်းတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်တွေမှာပူးပေါင်းဆောင်ရွက်နိုင်ရေးနဲ့ပတ်သက်ပြီးယင်းနှီးပွင့်လင်းစွာအမြင့်ကြီးပလင်ဆွေးနွေးနိုင်ခဲ့ပြီးဖြစ်ပါတယ်အကြခင်မှာရွေးချယ်တင်မြှောက်ခံရတဲ့ကိုယ်စားလှယ်တွေဦးဆောင်ပြီးလွှတ်တော်အစည်းအဝေးကိုပေါ်ယူကျင်းပနိုင်တော့မှလည်းဖြစ်ပါတယ်။လွှတ်တော်ကနေဒီမိုကရေစီနည်းလမ်းတကျရွေးကောက်တင်မြှောက်တဲ့နိုင်ငံတော်သမ္မတဦးဆောင်တဲ့အစိုးရဖွဲ့စည်းတရားဟာလည်းလာမယ့်ဧပြီလဆန်းမှာပေါ်ပေါက်လာနိုင်မှာဖြစ်တဲ့အတွက်နိုင်ငံခြားယခုထက်ပိုပြီးပူးပေါင်းဆောင်ရွက်မှုတွေကိုဆောင်ရွက်နိုင်မယ်လို့လည်းပဲပြေဝယုံကြည်ကြောင်းပြောကြားလိုပါတယ်။ဒီနေ့ရဲ့မျက်လုံးကိုအသက်သွင်းအလင်းဖွင့်ပေးခြင်းဟာဆိုရင်တော့နှစ်သက်မှာရှားပြီးကံကောင်းခြင်းအောင်မြင်ခြင်းနဲ့ကောင်းသောအတိတ်နမိတ်တွေကို